ကားပြောတတ်တာမပြောတတ်တာဆိုရင်ဘယ်မှာကြည့်လဲနော်နှေးတာမြင်တော့မကြည့်နော်စကားမြင်တဲ့လူတွေလည်းစကားတော်တဲ့လူတွေမဟုတ်ဘူးနော်စကားမြင်တယ်ဆိုတာလှုပ်ဝက်ချဲတွေပုံများတဲ့လူလို့ခေါ်တယ်ဆိုတော့ကိုပြောနိုင်တယ်လို့ပြောပါနော်နှင်းပြောနိုင်ရင်နှင်းပြောပါနော်ကိုပုံမှန်ပြောအနဲ့ဆိုတော့ပုံမှန်ပြောပါနော်အမြန်ကြီးလည်းပြောသမ်းလို့နော် rapper တွေမဟုတ်ကွာစကားပြောတာတစ်ဖက်လူနားလဲဖို့တော့ပဲကွာဆိုတော့ကိုကစကားလေအရင် rapper လို့ဖြစ်နေတခြားလူလည်းနားမလဲဘူးလေနော်စမလေစုံပြကိုနဲ့စကားပြောရင်လေစကားဖြည်းဖြည်းနဲ့ပုံမှန်ပြောမှစမကြိုက်တယ်အဲ့လိုမြန်စရာလည်းမလို့စကားထဲမှာလေပြီးပြင်းစရာလည်းမလို့စမဆိုစကားပြောရင်ပုံမှန်ပဲပြောရတယ်နော်ပုံမှန်ပဲပြောရတဲ့စကားပြအောင်နော်စကားအခေါ်ပြအောင်လုပ်တယ်ပြီးတော့စကားပြောတတ်တာမပြောတတ်တာ how to speak ဆိုတာလေဥမာစုံတရားကိုမင်းထမင်းစားပြီလားနော်ထမင်းစားပြီလားထမင်းစားမလားထမင်းစားမလားလို့ပြောရင်မစားဘူးလို့လေဒုံးတိပြောမဲ့စားနော်ဒုံးတိမပြောပါနဲ့နေပြီမဲ့နော်စကားကိုဒုံးတိမပြောရကွာမစားဘူးတော့မစားဘူးထဲလေဘိုက်ပြင်းနေပြီနော်အိမ်မှာစားလာပြီအဲ့လိုမျိုးပြောရမှာကွာဘိုက်ပြင်းနေလို့အိမ်မှာစားလာပြီကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ဖို့လည်းမမေးရဘူးကွာလူဆိုတာ friends တွေရှိတယ်နော်ကိုကအလဲသွားမလားလို့ခေါ်ရင်လေ तू ကမလိုက်ဘူးဆိုရင်ရပြီပေါ့နော်မလိုက်ရင်မလိုက်နဲ့ပေါ့နော်တကယ်လို့နောက်ထပ်တရားကပြန်မေးတယ်ဘာကြောင့်မလိုက်လဲလို့ဆိုရင်ပတ်စံမရှိလို့အစမပြေလို့နော်နောက်တစ်ခေါက်မှသွားမှာတော့အဲ့လိုပြောလို့ရသူတို့လည်းလေဘာကြောင့်မလိုက်လဲလို့ပြောရင်လေဒီပတ်စံဆိုင်မလားရိုင်းတယ်နော်အဲ့လိုမျိုးရိုင်းတယ်ဒီပတ်စံဆိုင်ပေးမလားအဲ့လိုမျိုးခေါ်တဲ့လူကသူတို့ကဒီခေါ်တဲ့လူကစိတ်ကောင်းရှိလို့ခေါ်တာနော်စိတ်ကောင်းရှိလို့ခေါ်တယ်သူတို့တွေကစိတ်ကောင်းတဲ့ပုံမှာအခွင့်အရေးယူတယ်လို့ခေါ်တယ်ဒီပတ်စံဆိုင်မလားနော်နေလိုက်ဖို့မလားနော်အဲ့လိုမျိုးကမပြောတင်ကွာရိုင်းတယ်တချို့တွေအဲ့လိုမျိုးရှိတယ်သူစုံတရားကိုဖိတ်ခေါ်တယ်ဆိုတာနော်သူစိတ်ကောင်းရှိလို့နော်ကိုပုံမှာမြစ်တာထားလို့ကိုခေါ်တာနော်ခေါ်တာလိုက်မလားတော့စားမလားတော့ဒါကကြတဲ့မြစ်တာတွေပဲနော်မြစ်တာတွေပဲကိုပဲလေနေလိုက်ဖို့မလားနေကျွေးမလားအဲ့လိုပြောစမလို့ကွာကိုမစားနိုင်ရင်မစားတော့နောက်တစ်ခေါက်မှစားမှာနော်အဲ့လိုမျိုးပုံကောင်းပြောလို့ရကွာဆိုစိတ်ကောင်းရှိတဲ့ပုံမှာလေအခွင့်အရေးမယူပါနဲ့ဆမလေလူတွေလေစိတ်ကောင်းရှိတဲ့ပုံမှာအခွင့်အရေးယူတာဆမအရင်မုန်းတယ်အရင်ညှော့တယ်ကိုတိုင်းလည်းအဲ့လိုမရှိဘူးကွာကိုမလိုက်လေဆိုမလိုက်ဘူးနော်မသွားနိုင်ဘူးမသွားဘူးနော်သွားရှင်ရအောင်စုတယ်နော်သွားရှင်ရအောင်စုတယ်လိုရှင်ရအောင်စုတယ်နော်အခုလိုရှင်မရသေးဘူးနောက်တစ်ခါကရအောင်စုမယ်နော်အငတ်ခံပြီးတော့စုတာအဲ့လိုမျိုးလိုရှင်တဲ့ရအောင်လေအငတ်ခံပြီးတော့ကိုစုတာအဲ့လိုမျိုးရတယ်နော်သူများအမကိုရှင်မှာနဲ့ပြီးတော့စိတ်ကောင်းရှိတဲ့လူတွေပေါ်မှာအခွင့်အရေးမယူပါနဲ့အရန်ညှို့ရှောက်ဖို့ကောင်းတယ်နော်ကိုမလိုက်နိုင်ဘူးဆိုမလိုက်နိုင်တဲ့အကြောင်းပြောလိုက်ပွပွလင်းလင်းပြီးတော့သူများပေါ်မှာလေနေကျွေးမလားတော့နေလိုက်ပို့မလားတော့ပြောသမလို့ကွာမတန်းနိုင်ရင်မတန်းနဲ့ကွာအဲ့လိုမျိုးကလေတစ်ဖက်လူပေါ်မှာအားကိုးရရောက်တယ်ကိုအားကိုမကိုးတဲ့လေလက်ကြောမတင်တဲ့လူတွေရဲ့စကားလေကွာပြီးတော့စကားမှလေမောင်ရတဲ့အသားတွေထားစမလို့ကွာစကားရိုးရိုးတတအေးစစ်စစ်ပြောလို့ရတယ်လူတိုင်းချစ်တယ်